ပြုတ်ကြအောင်မ ပေတက်ဝါသနာပါတယ်ဆိုတော့ခွေးတာကိုအပင်ကိုလေကားထောင်တက်ရပါတယ်ကြည့်ကြပါ ဒီကားထောင်တက်နေဒီကားထောင်တက်နေ အော် ခွေးရောက်ကအညွန့်နေပြီ ခွေးတော့တေးရမယ်ခွေးတော့တေးရမယ်လူချင်းတဲ့လူတွေရှိရင်ခွေးတော့တေးရမယ် ညွန့်လေးတွေ ปูจูปานดาปูจูปานดา ဟောက်ကနေဝင်းနှလုံး အောက်ကနေအတန်တွေပေးနေတဲ့ปูจูจูဒယ်လီဒက်ဒီအော်လေဒီပြူးနဲ့လေဒီပြူးနဲ့ခွေးတော့ခူးပါလေရှင်မတ်တမရက်ရဲဘူးဘာဖြစ်လို့လဲဆိုလေကားကျုံးပါဆိုတော့ဝိညာရတယ်ဆိုတော့ အာကြီးမအောင်ပြီတော့ လောက်လာလဲနော် အိုးနေပါဖေဖေဟိုဘက်ကဟာတွေတော့မမြင်ဘူးတော့ မိတလောက်ပဲလို့ကျိုးကြလို့လေကကျိုးကြလို့ပြဿနာတက်နေ ဟေးဟဲ့ဆိုရင်ဟဲ့တိုက်ဆိုရင်တိုက်နော် Daddy jelly don't fight okay လေဒီမှာကြည့်လိုက် ဒီမှာကြည့်လိုက်ပါကြက်ဥလေးနဲ့ကြော်စားမယ်ဖေဖေရေ ဟိုးချက်ပေါ့ ရှယ်နော်ကြက်ဥလေးနဲ့ကြော်မယ်ဒီနေ့ညို့လေးမတ်တက်ရက်လိုက်မယ်ဒီရောက်ကျိုးကျိုးပါစေလေကကျိုးလာဒီမတ်တက်ရက်လိုက်မယ်โอเค အာကြီးမအောင်ကြောင်းမယ် 1 2 3အမလေးကျိုးလာမသိဘူးနော် အောင်းနေဆိုရင်တော့ဆင်းသွားလေဟုတ်ပဲ ဒီစေဘောပဲမေးထားအောင် အာ အာ အာဟဲ့ ဒီစေကိုအားနေနေပြအောင်ဒီစေကမပြိုနိုင်သေးဘူးအောက်ကလေကကျိုးရင်ကျိုးမယ်လေဒီမှာ ကြောက်ပါ ငငယ်တော့အပေးတက်တာတော့သွားတတိရတယ်ကိုအဲ့လိုအမြင့်နေတက်တာဝါသနာပါတယ်ဟာမ တော်တော့ပြီထင်တယ် မတော်ဘူးလေကိုလေး ပြုတ်ကြောက်လေချွေနေနေဆိုရင် ဘသူကြောက်ကြောင်မကြောက်ဘူးလေဒီညို့နဲ့အကုန်ဖျက်လိုက်ရမှာလေ လူကြောက်ပြောနေတာဒီ မကြောက်ဘူးလူလဲဟိုအိမ်မတက်ဖို့မှာအိမ်မတက်ဖို့ချောင်းနေတာမကြည့်လားသူတို့ကခါလဲနဲ့ဘလောက်အပင်တွေကလည်းဘလောက်တိလဲလို့ဟိုဘက်ကမသွားဘူးအညွန့်ကမကြည့်လားဟိုဘက်ကမသွားဘူးသွားလေဟိုဘက်ကမသွားဘူးဒီဘက်မှာနှီးလို့ရအောင်ဟာကိုလာလာ ဟောအဲ့တိရပါတယ်တော့ ဒီမှာခဏထားလိုက်လက်ကတစ်ဖက်ပဲအားလိုက်ဆိုတော့ဒီရွေးကြီးတွေတန်းဖတ်တယ်ရော့ဖက်လိုက်နှုတ်ဖက်နေတာပဲအဲ့ဒီ ဒီပေါ့အဲ့နူးတာတွေပါ ဟုတ်ကဲ့နင်းနေ ဟောဖေဖေဒီရိုက်တာအခုမှတတိရတယ်ဟိုတိုင်လေးရှိတာပဲတိုင်လေးနဲ့ထောက်လက်ကိန်းနဲ့တော်လို့လိုက် အော်ဟုတ်တယ်အပေါ်လေး အပေါ်မြင် ခုမှ မြင်ထိရောက် next time နေစတိုင်အေးနောက်တစ်ချိန်ကြာရင်ပို့ထွက်အောင်မသိဒီရတဲ့ခုပ အဲ့ င် ဒီကြရင်ဖေဖေတက်လိုက်လေ ဒီရတဲ့ခုပင် ဟုတ်တယ်လေနောက်တစ်ချိန်ဖေဖေတက်ရမယ်ဒီနေ့အလှက်ပြီးဖေဖေလည်းအပင်ကအသက်ကဝါသနာပါတာပဲမဟုတ်ဘူးကောင်ငယ်လုံးတော့ရာတွေကိုနည်းနည်းလေးရှိုးပလိုက်အောင်ထင်တယ်အသက်ထွက်လို့ကောင်းနော်ပေါ်တဲ့နေရာတွေဆိုတော့လောက်ရှိတယ်လို့လုပ်နေတာပေါ့ ဒီပေါ့အဲ့လိုချိုးထားမှညီတို့ညာတို့ပြန်ထွက်လာမရကကြေးနဲ့ဖြတ်ပလိုက်
ရောဒီကအချမ်းတညွန့်ညွန့်ပူပြီးရတယ်ဟိုဘက်ကတော့အနေနဲ့အင်းကြီးဖြတ်လိုက်နော်တော်ပဲလေကဒီအောက်မှာပဲထားအဲ့ဒါတက်ခုကို တော့ကုန်မဟုတ်လား ကောင်းတော့ပြီโอเคโอเคကနုနုလေးတွေပဲခူးလိုက်တယ်ဘာလို့လဲဆိုကြော်စားမယ်လေကြစ်ဥလေးနဲ့ကြစ်ဥလေးနဲ့ကြော်ဟိုဘက်စူးပေါနှညခူးပြီးတော့ထည့်လိုက်တယ် ဩ စူးပေါ ဝါလေးသေးလေးထွက်ခါချီသေးတယ် ရောပြီးပြီစင်းတော့ပဲပြုတ်ကြစင်းတဲ့ခါမှာပြုတ်ကြအောင်ဆိုရတယ် ဒီကောင် အမလေး ဒီကလေးယူရအောင်လား ဒီတော့ကဘယ်မှာမင်းနှီးတယ်လေဒီတော့ကဘယ်မှာချရအောင်လဲ အဲ့မှာ ကွာကွဲတော့ရက်ဆိုအလုပ်အင်းကြီးမလဲရသေးဘူး ကျော်ဒီချက်ထဲဟုတ်လား ရတယ်မင်းရတယ် ကြိုင်မကြိုင်မလား စင်းနဲ့စင်းလိုက်တယ် တော့ဒီပေါ့ အာတော့ပါသေးရဲ့ပြုတ်မှုကြဟိုမလေးမောလိုက်တာဟိုဒီထဲမှာလည်းအများကြီးပဲဖြစ်သေး လိုက်တော့ပါ ကြော်စားပါမယ်လာကြည့်လိုက်ပါဘိုင်လုပ်လိုက်မယ်ချွေးတွေပါထွက်တယ် အပင်းဟိုညွန့်လေးနဲ့ရလိုက် ဘိုင်